သူဟာပလိစီဝါဆေးပုလင်းမျိုးချထားတာကိုစောင့်ကြည့်သူများဟာတန်တရားကင်းရှင်းစွာမသိရှိပဲရိုးရင်းကျင်စီအစားထိုးကူးတိုက်ရန်ဆေးရုံတို့ခေါ်ဆောင်သွားကြတဲ့ဆေးရုံရောက်တော့သူအားအိပ်ရာပေါ်တွင်လှုပ်ရှားမရအောင်ချုံနှောင်ထားပြီးဆရာဝန်ကမေးဆေးပမာဏများစွာထိုးသွင်းကြပါတယ်ဒါပေမဲ့သူတို့မသိလိုက်တာကသူဟာပလင်းကိုဝါပြီးပလိစီဝါဆေးကိုမျိုးချထားတာကြောင့်မေးဆေးတက်ရောက်မှုမရှိပဲ2 မိနစ်ခွဲကြာသွားပြီးဆရာဝန်ကနောက်ထပ်ထိုးဆေးပေးရန်ပြင်ဆင်နေစဉ်မျက်လုံးများဖွင့်ပြီးစတင်လှုပ်ရှားတိုက်ခိုက်ပါတော့တယ်အခန်းအတွင်းလူတွေထိတ်လန့်နေတာကိုခွင့်ကောင်းယူပြီးအစီတလင်းတက်ငွေ့ပလင်းကိုမိချစ်ကြောက်သုံးပြုကမိရှို့လိုက်ပြီးဆရာဝန်တဦးကို6လန့်လိုက်ပါတယ်ဒါပေမဲ့မထင်မှတ်ပဲနောက်တစ်စက္ကန့်မှာပဲအဆောင်တွေရဲ့ပြစ်ခတ်ခြင်းကြောင့်ပေါင်ရင်းကိုထိမှန်သွားပါတယ်အဲ့ဒီအချိန်မှာရဲမှုကြီးလည်းအခင်းဖြစ်တဲ့နေရာကိုရောက်လာခဲ့ပါတယ်အခြေအနေမဟန်မှန်းသိလိုက်ရတာကြောင့်ချက်ချင်းဆုတ်ခွာပြီးနှလုံးလျှော့ဆက်တစ်လုံးကိုဆွဲယူကအဝတ်လျှော်ပိုက်ထဲကိုခုန်ချလိုက်ပါတယ်ပိုက်ထဲကနေပထမထက်အထိလျှော့ဆင်းပြီးထွက်ပြေးဖို့ကြိုးစားခဲ့ပါတယ်ရဲမှုကြီးဟာရဲအင်အားအလုံးကိုချက်ချင်းစုယုံပြီးအဝတ်လျှော်ခန်းကိုဝိုင်းရန်လိုက်ပြီးလူတိုင်းရှာဖွေနေတော့မှထောင်သားဟာဆရာဝန်ရောင်ဆောင်ပြီးအဝတ်လျှော်ပိုက်တိုင်းတတိယထက်ကိုပြန်တက်လာခဲ့ပါတယ်ပြီးနောက်သူဟာခွဲစိတ်ခန်းကိုပြန်သွားပြီးဆရာဝန်ကိုခြေချင်းဝက်လက်ထိတ်ကိုအတင်းကျပ်ဖြတ်ခိုင်းကပေါင်းရင်းမကြည်စံကိုလည်းနာကျင်မှုကိုအန်ကျိတ်ခံရင်သူ့ဖာသာဖယ်ထုတ်ခဲ့ပါတယ်အားလုံးပြီးစီးချိန်မှာပဲရဲမှုကြီးကသူ့ရဲ့သွေးကိုခြေရာခံပြီးအခန်းရှိရောက်လာတာကိုတတိထားလိုက်မိတဲ့အခြေအနေမကောင်းတာသိတာနဲ့ဆရာဝန်ကိုတစခံအဖြစ်ဖမ်းဆီးလိုက်တယ်ဒီအခြေအနေမှာရဲမှုကြီးဟာတင်းနဲ့ပြစ်ခတ်ဖို့မတက်နိုင်ဘူးဘာလို့လဲဆိုတော့သူတေဆုံးသွားခဲ့ရင်ခန္ဓာကိုယ်ထဲကရိုးရင်းကျင်စီဟာအနိတင်ပြတ်သွားမှာဖြစ်ပြီးသွေးကင်ဆာရှိတဲ့သူ့သားလေးကိုပါဆုံးရှုံးရမှာကြောင့်ဖြစ်တယ်ဒါကြောင့်ရဲမှုကြီးမှာတင်းနဲ့ချကအညံ့ခံဖို့နဲ့သူထွက်သွားတာကိုကြည့်နေဖို့ကလွဲပြီးရွေးချယ်စရာမရှိတော့ပါဘူးဆေးရုံကနေအပြည့်အဝလွတ်မြောက်ဖို့အတွက်သူဟာအစီတလင်းအများပြားကိုရယူပြီးလျှက်စစ်ခလုတ်ခန်းကိုဖျန်းလိုက်ပါတယ်ဖျန်းလို့ပြီးတာနဲ့ရဲမှုကလည်းရောက်လာတာကြောင့်အခြေအနေကိုကြည့်ပြီးအခန်းထဲကိုဝင်ကမိညှိထားတဲ့ဆေးလိပ်တစ်လိပ်ကိုလှမ်းပစ်ထည့်လိုက်ပါတယ်ဓာတ်ငွေတွေဟာချက်ချင်းမီးလောင်ပြီးဆေးရုံတစ်ခုလုံးရဲ့လျှက်စစ်စနစ်ကချက်ချင်းပြည့်ရင်းသွားပါတယ်အဲ့ဒီအချိန်မှာပဲသူဟာအဆောက်အုံရဲ့တစ်ဖက်ချမ်းကိုထွက်ပြေးဖို့အခွင့်ကောင်းယူလိုက်တယ်ဒါပေမဲ့တမဏိတကားကပိတ်ထားတာကိုတတိထားလိုက်မိပြီးအောက်ဖက်မှာရဲများပြားစုဝေးနေပြီးချက်ချင်းသူ့ကိုပြစ်ခတ်တိုက်ခိုက်ဖို့စတင်ခဲ့ကြပါတယ်ဒီအချိန်ရဲမှုကြီးရောက်လာပြီးသူ့ကိုတင်းနဲ့ပြစ်ခတ်ခံရတာကနေတားဆီးပေးခဲ့ပြီးမိထိုးတဲ့ကိရိယာကိုပါပစ်ခွဲလိုက်ပါတယ်ထောင်သားဟာဒီခွင့်ရေးကိုချက်ချင်းယူပြီးမှန်ကိုဖောက်ကအခြားအကျဉ်းထောင်တစ်ခုတည်းကိုဖျက်သွားခဲ့ပါတယ်ထို့နောက်မှာတော့အကျဉ်းထောင်မှုကိုတစခံအဖြစ်ဖမ်းဆီးလိုက်ပြီးအကျဉ်းထောင်မှုရဲ့အကူအညီနဲ့သူဟာထောင်တစ်ခုလုံးကိုလျင်မြန်စွာထိန်းချုပ်နိုင်ခဲ့ပါတယ်ဒါပေမဲ့သူမသိလိုက်တာကတော့ရဲတွေဟာထောင်ထဲကိုခိုးဝင်လာပြီးလေဝင်လေထွက်ပြုံတွေကနေသူ့ရဲ့ခေါင်းပေါ်အထိလိုက်လာနေပြီဆိုတာပဲဖြစ်ပါတယ်